လက်ရှိကျွန်တော်ကင်ထားတဲ့ဒီဖုန်းဟာဆိုရင် Oppo ကနေမှအသစ်ထွက်တဲ့ Oppo A5 Pro model လေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ကဆိုရင်ဒီရဲ့ A5 Pro ကိုကျွန်တော် unboxing video လုပ်ပြပေးတော့မှာဖြစ်ပါတယ် Let's go Oppo A5 Pro ပါကင်လုံးလေးပေါ့နော်ပါကင်လုံးလေးကိုမှကျွန်တော်တို့ရဲ့ဒီရဲ့ဖုန်းဘူးခွန်ရဲ့ဘေးဘက်လေးဒီဇိုင်းလေးတစ်ချက်လိုက်ကြည့်အောင်ပေါ့နော် IMEI နေပြီးတော့ပြီဆိုရင်ဒီရဲ့2ရဲ့ model လေးပါမယ်ပေါ့ဆိုတော့ကျွန်တော်တို့ပါကင်ကိုတစ်ချက်ပေါက်ကြည့်လိုက်အောင် Okay ဘူးခွန်လေးကိုဖောက်ပြီးတော့ရပါတော့ဆိုတော့အထဲမှာဘာတွေပါမလဲဘယ်လိုပုံစံလေးဖြစ်မလဲဆိုတော့ကျွန်တော်တို့တစ်ချက်လိုက်ပါကြည့်ရှုရအောင်ကျွန်တော်ဖုန်းကိုစဖွင့်လိုက်ပြီဆိုတော့ Oppo logo လေးကိုမြင်ရမှာပေါ့နော် logo လေးကိုကျွန်တော်တို့တစ်ချက်ထုတ်ကြည့်လိုက်အောင်ဆိုတော့ဒီရဲ့အထဲမှာဘာတွေပါမလဲဒါလေးကတော့ဖုန်းလေးပေါ့နော် Oppo A5 Pro လေးပါအောက်မှာဆိုရင်ကျွန်တော်တို့ဒီရဲ့ Arduino နဲ့ Arduino ကောင်းလေးပါတယ်ပေါ့နော်ဒီ Oppo ရဲ့ Arduino စနစ်ကတော့ကျွန်တော်သဘောကျတဲ့အချက်ကကျတော့ Super VOC ပေါ့နော် Super VOC ကိုမှသူက 45W ကို support ပေးထားတယ်ပေါ့နော်ဆိုတော့ Arduino ရဲ့ချိန်ဆိုရင်လည်းသူကပို့အားနဲ့ Arduino မြတ်စနစ်ကိုအသုံးပြုထားပေးတာဖြစ်တဲ့ကြောင့်မလို့ Arduino ရဲ့ချိန်ဆိုရင်လည်းဆက်ပို့တာတွေမရှိဘူးပေါ့နော်ဖုန်းဘူးနဲ့မှာပါတဲ့ Arduino ကောင်းလေးကြည့်ပြီးတော့ပြီဆိုတော့ကျွန်တော်တို့တခြားအပိုင်းလေးလည်းတစ်ချက်အတိုင်းမှာဘာတွေရှိအောင်လဲပေါ့နော်ကျွန်တော်တို့တစ်ချက်လိုက်မှာဆက်စုကြည့်အောင်ဆိုတော့ဒီရဲ့ box detail လေးပါတယ်ပေါ့နော်အထဲမှာကျတော့သူကဖုန်း cover နဲ့ဘာလို့ကြောင်းလဲrunning cat လေးပေါ့နော်အာမခံစာအုပ်လေးပါတယ်ပေါ့နော်စာအုပ်ကနောက်ဥပါတယ်ပြီးတော့ပြီဆိုရင်ဖုန်းပင်ပေါ့နော်ကျွန်တော်တို့ single ကိုအထုပ်ထဲလုပ်လို့ရတဲ့ပင်လေးပါမယ်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဖုန်းရဲ့ cover လေးပါမယ်ပေါ့နော် cover ကလည်းသူကဒီပုံမှန်အကြီးမဟုတ်ဘဲနဲ့သူကအမဲကိုမှဆီလီကွန်ပေါ့နော်အပျော့သုံးထားပေးရပေါ့နော်တော်လေးမိုက်တယ်ပေါ့နော်ပြီးရင် logo ကလည်း Oppo logo လေးပါတာပေါ့နော်အဲ့ဒါလေးတွေကတော်တော်လေးကိုလမ်းနေပေါ့နော် Okay ကျွန်တော်နောက်ဆုံးကြည့်ရှင်တဲ့ဒီရဲ့ Oppo A5 Pro လေးရောက်လာပြီပေါ့နော်ဆိုတော့ A5 Pro လေးကိုကျွန်တော်တို့တစ်ချက်ထုတ်ကြည့်လိုက်အောင်ပေါ့နော် Okay ကင်လိုက်ရတဲ့သူက4000ဆန်ဆန်လေးရတော့တိထားမိတယ်ပေါ့နော်ဆိုတော့အယောင်လေးကကျတော့ဒီအယောင်က brown လို့ခေါ်တယ်ပေါ့နော် brown အညိုရောင်ဒါလေးကကျတော့အစိမ်းရောင် green လေးဖြစ်မှာပေါ့နော်ဆိုတော့ green မှာတခုတတိထားမိတာကျတော့သူက leather သားလေးဖြစ်တယ်ပေါ့နော် leather သားလေးပေါ့နော်ဟုတ်တယ် payback design လေးကကျတော့သူက4000ဆန်ဆန်လေးနဲ့ပေါ့နော်ဆိုတော့စက်ဖွင့်တစ်ချက်ဖွင့်ကြည့်လိုက်အောင် okay ဆိုတော့ setting လေးကိုတစ်ချက်တွက်ကြည့်ရအောင်ပေါ့နော်ဆိုတော့ run လေးပါ model ဘယ်လောက်လဲပေါ့နော် model ကကျတော့ Oppo A5 Pro ဘက်ထရီပြား9800 RAM က8 RAM 8ကိုမှနောက်ထပ် 8GB ပေါင်းလို့ရတယ်ပေါ့နော်40တုံးလား60တုံးလား80တုံးလားတုံးလို့ရတယ်ပေါ့နော် so RAM 8GB memory ကကြတော့ 256GB ပေါ့နော်နောက်ပြီး CPU နဲ့ sequence size လေးရေးထားတယ်ပေါ့နော်ပြီးတော့ဒီဖုန်းမှာဆိုရင် speaker ကအပေါ်အောက်နှလုံးပါလာပြီးရပေါ့နော်speaker ကနှလုံးပါတဲ့ပြင်သူ့ရဲ့အတန်ကလည်း300တိတိုးချက်သုံးပြလို့ရတယ်ပေါ့နော်ဒီဖုန်းရဲ့ main camera ဆိုရင်50 megapixel သုံးထားပြီးရပေါ့နော်50 megapixel သုံးထားတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ပုံရမယ်ဆိုရင်ရုပ်ထက်ကကြည်လင်ပြတ်သားတယ်ပေါ့နော်မုံဝါချင်းမရှိဘူးမိုင်းတယ်ပေါ့နော်ကင်မရာဘက်မှာတော့ Oppo ဘာမှပြပြဆရာမရှိဘူးဒီ A5 Pro မှာဆိုရင်သူကရွေးချက်ဆရာအယောင်2ယောင်ရှိတယ် green နဲ့ brown ပေါ့နော်ဒီခုကြည့်နေတဲ့မိတ်ဆွေကဘယ်ရောင်လေးကပိုလာတယ်လို့ထင်လဲ comment မှာရေးခဲ့ပြပါဦး
တော်ဗီဒီယိုစမှာပြခဲ့တဲ့အတိုင်းပဲပေါ့နော်ကျွန်တော်နောက်ဗီဒီယိုမှာဒီ A5 Pro ကိုကျွန်တော်ရေထဲစိတ်မယ်ပြီးတော့ရေနွေးစုစုထဲကိုထည့်မယ်ပြီးရင်ရေခဲနေအောင်လုပ်ပြီးမှကျွန်တော်ဗီဒီယိုနောက်တစ်ပုတ်ပြန်တင်ပေးပါမယ်အားလုံးgood luck